ရှေ့မှာမြင်တွေ့ခဲ့ကြရတဲ့အဲ့ဒီဖြစ်ပြအားဆိုရင်အေဒီလီယာဆိုအီဂျစ်ပြည်အလက်ဇန်ဒရာမြို့မှာတကယ်ဖြစ်ပျက်လို့သွားခဲ့ပါတယ်။ဒေါ်လာထွက်နေကြတဲ့လူအုပ်ကြီးရဲ့ရဲအဆက်ဆက်တပ်ဖြတ်ခြင်းကိုခံသွားခဲ့ရတဲ့ထိုမျိုးသမီးဟာတင်ချာပညာ၊နဂဗေဒပညာနဲ့အတွေ့အကြုံပညာရပ်တွေမှာထိုခေတ်ကယောက်ျားတွေနဲ့တန်းတူထူးချွန်တမ်းမြတ်ခဲ့တဲ့တူရီတော်မျိုးသမီးပညာရှင်ဟိုင်ဗီရှာလို့ခေါ်ပါတယ်။ဟိုင်ဗီရှာရဲ့လာဘနဲ့ဉာဏ်ပညာကုန်တဲ့ဟာအလက်ဇန်ဒရာမြို့မှာအထူးတလဲကျော်စောခဲ့တယ်လို့ဘာသာမဲ့ပေကံတယောက်ဖြစ်တဲ့အတွက်ခရစ်ယာန်ဘုန်းကြီးတစ်ပါးရဲ့မနာလိုရန်ညှိုးဖွဲ့ခြင်းကိုလည်းခံခဲ့ရပြန်ပါတယ်။အဲ့ဒီရန်ညှိုးဖွဲ့မှုကြောင့်ပဲတခုတော်တစ်ပါးရဲ့အိမ်ပြန်လမ်းမှာရှေ့မှာမြင်တွေ့ခဲ့ရတယ်လို့မျိုးအစွန်းရောက်ဘာသာဝင်တချို့ရဲ့ရဲအဆက်ဆက်တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ School of Athens လို့ခေါ်တဲ့ Greek ရောမခေတ်ပညာရှင်တွေကိုဂုဏ်ပြုလို့ထားခဲ့တဲ့အီတလီပကြီးဆရာရာဖေးရဲ့ဒီပကြီးကားမှာဆိုရင်ဟိုင်ဗီရှာဟာတူရီတော်အမျိုးသမီးပညာရှင်ဖြစ်မှတ်တမ်းတင်ထားခဲ့ပါတယ်။